Nee halaya halay jumpla ita မင်္ဂလာပါခုမီတွေ့နေရတဲ့ကောင်းမလေးကတော့တေဥပီမှာရောင်းစားချင်းခံလိုက်ရတဲ့မြန်မာမီဒီမီပဲဖြစ်ပါတယ် ရောင်းစားခံရတာခုနလရှိပြီ။သမီးအခုလုံးဝမတက်တာလို့ပါ။သမီးကူညီပေးပါနော် အခုမှကြေကောက်မှာနော်အခုမှကြေကောက်မှာရှိတယ်ကျမ်းကြေကောက်မှာဒီမှာနော်ကိုဝင်နေရှိတယ်Nee halaya halay jumpla ita le အကိုချီဟော มาแล้วอาม่ามีเลยล่ะ ตัวเลขถูกขายมาเลย อาม่า การหลายฝูนเอามาเป็ดว่าถูกขายมาเลยเจ็ดเดินไปเป็ดเดินมาเหอะเลยทำตัวหลงให้สองเดินไปเลย ไอ้หลังจากที่เสือเปี้ยวเนี่ย ต่างมาเป็ดท่านเจียงเป็นนะ อีกร้านตัว จุมปลายตาเหอะปีเขา ที่อะไร แม่ไปยุ่งเป็นไงแถวหน้าปกติเข้ามาเลยเมืองเขตปปอยซ่าห้องอ๋อเหอะไปเลยอยู่ยันเก่ามาเลย ဒီမင်းကလေးကိုကြည့်တဲ့အခါမှာသူဟာအားလည်းမရှိလို့နောက်ဘေးထမင်းလည်းမစားရတယ်လို့သူ့ပုံစံကိုတွေ့ရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူတွေထူတတိထားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နိုင်ငံချင်းနဲ့ဒီလိုမျိုးဖြစ်တဲ့အခါမှာမိသားစုမှာအဆင်ပြေမှုတွေငွေရေးကြေးရေးအဆင်ပြေမှုတွေခြားနိုင်ငံတွေမှာသွားပြီးမှအလောက်ကန်သွားလောက်တဲ့အရာတွေများစွာရှိပါတယ်ဒါကြောင့်ဒီလိုမျိုးသွားတဲ့အခါမှာလည်းကျွန်တော်တို့တတိထားဖို့ရင်တွေ့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့အချစ်ဆုံးမိတ်ဆွေတကယ်ချင်းတွေတောင်မှကျွန်တော်တို့ကိုရောင်းစားသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီလိုမျိုးအဆင်မပြေတဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းအရင်ခေါင်းတောင်မှဟိုမှာအလောက်ကောင်းလို့ရှိတယ်။လာစားလဲတလောက်ပေးတယ်ဆိုပြီးမှပြောလာတဲ့အခါမှာကိုကတော့ကျွန်တော်ရဲ့အရင်ခေါင်းဆိုပြီးမှယုံလိုက်မိပြီးမှသွားလိုက်တဲ့အခါမှာနောက်ဆုံးမှာရောင်းစားချင်းခံလိုက်ရမှန်းမသိရောင်းစားချင်းခံနေတာကိုနောက်ဆုံးဒီလိုမျိုးဖြစ်နေတဲ့အရာတွေများစွာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးသူတတိထားရမှာဖြစ်ပါတယ်ကိုခေတ်မှာအချိန်နဲ့လည်းမကောင်းဘူးလုံလိန်တွေတအားများတဲ့အခါမှာကျွန်တော်တို့တတိထားဖို့ရင်လိုအပ်ပါတယ်ခြားနိုင်ငံမှာရောင်းစားချင်းခံလိုက်ရတဲ့အခါမှာခေတ်များစွာတွေကျွန်တော်တို့ကြုံတွေ့လာမှာဖြစ်ပါတယ်အောက်ဒီကောင်မလေးမှာကိုယ်လည်းရှိတယ်နောက်ပြီးသူဟာထွေးပြေးလာတဲ့သူတယောက်ဖြစ်တယ်တဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်သူကစားလည်းမစားရဘူးအားတွေပြောနေတဲ့အရာကိုလည်းကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူအားလုံး main ကလေးတွေသူတို့ဖြစ်တတိထားရမှာဖြစ်ပါတယ်နောက်ပြီးယောက်ျားလေးတွေလည်းကျွန်တော်တတိထားရမှာဖြစ်ပါတယ်